အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့နှစ်ပေါင်း30ကျော်ဖုံးကွယ်ထားတဲ့အင်းစိန်ထောင်ကကြောက်မက်ဖွယ်ရာအဖြစ်ဆိုးဆိုတဲ့ပရလောကဖြစ်ရမှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရုံရဲ့ YouTube channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်။အင်းစိန်ထောင်ကြီးရဲ့တမိုင်းကြောင်းလို့ပြောရင်ပုံမြင်နေထဲမှာလူမသိသူမသိဖုံးကွယ်ထားတဲ့အမှောင်ချမ်းတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့တိုင်းမှတ်73ရဲ့အဆုံးမှာရှိရဲ့နံပါတ်မပါတဲ့တန်တကားအမဲကြီးပဲဖြစ်ပါတယ်။ကိုဝင်းနဲ့ဇော်ကြီးတို့ကအင်းစိန်ထောင်ထဲမှာပြုပြင်ထိန်းသိမ်းရေးအလုပ်သမားတွေဖြစ်တာဝန်ကျနေသူတွေပါ။တညမှာတော့ထောင်အာဏာပိုင်တွေကသူတို့ကိုတိုက်73ရဲ့ဈဉ္ကြံဆုံးမှရှိရဲ့ဟောင်းနှန်းကြီးရဲ့တန်တကားကြီးကိုဆေးတုပ်ဖို့နဲ့တော့ကလောက်အစ်စ်လဲဖို့ခိုင်းစီခဲ့ပါတယ်။ဒီခန့်ဘာခန့်လဲဦးလေးကိုဝင်းကထောင်ဝါဒဟောင်းကြီးတယောက်ကိုမေးလိုက်တဲ့အခါဝါဒကြီးကမျက်နှာပြတ်သွားပြီးအဲ့ဒီခန့်ကြောင့်မမေးနဲ့အလုပ်ပြီးရင်ခက်မြင်မြန်ပြန်ကြဘာတန်ကြကြလှည့်မကြည့်ကြနဲ့လို့သတိပေးသွားပါတယ်ညတကောင်ရံအချိန်ထောင်တစ်ခုလုံးတိတ်ဆိတ်နေချိန်မှာကိုဝင်းတို့တငယ်ချင်းနှစ်ယောက်အလုံးစားလုပ်ကြပါတယ်တန်တကားကြီးကတန်ကြီးတွေတက်နေပြီးအေးစိတ်နဲ့ငွေသက်တွေထွက်နေတယ်ဇော်ကြီးကဆက်စုကျင်စိမ့်နဲ့တော့အဟောင်းကိုရိုက်ချိုးလိုက်တဲ့အခါတကားကအလိုလိုပွင့်ထွက်သွားပါတယ်အခန်းထဲမှာတော့ဟောင်းနှန်းနေရဲ့တန်ချီချင်းတစ်စုံရဲ့နေရံမှာကုတ်ချစ်ထားတဲ့လက်သေးရာတွေနဲ့သွေးကွက်6တရားလွှင့်ရင်ဘာမှမရှိပါဘူးဒါပေမဲ့တကားပွင့်သွားတဲ့ခဏမှာပဲတစ်ထောင်လုံးမှာရှိရဲ့ခွေးတွေကတပြိုင်နက်တည်းဥကြပါတော့တယ်အလုပ်ပြီးလို့သူတို့အဆောင်ပြန်ရောက်တဲ့အခါမှာတော့ထူးဆန်းတာတွေစဖြစ်ပါတော့တယ်ကိုဝင်းတယောက်ရေချိုးနေတော့နောက်ကျောမှာတစုံတယောက်ကလက်သေးနဲ့ကုတ်ချစ်တယ်လို့ခံစားရပြီးကြည့်လိုက်တဲ့အခါသွေးစိမ်းရှင်ရှင်ထွက်နေတဲ့လက်သေးရ5ခုကိုတွေ့လိုက်ရပါတယ်ဇော်ကြီးကတော့အိမ်မက်ထဲမှာသူ့ရဲ့ခြေချင်းဝက်ကတန်ခွင်းတွေခက်ခံထားရတယ်လို့လေးလံနေပြီးတက်ရှူရကြက်လာပါတယ်သူနိုးလာတဲ့အခါမှာတော့သူ့ကရင်ပြီးမှာခေါင်းမပါတဲ့လူတယောက်ကထိုင်နေတာကိုမြင်လိုက်ရပါတယ်ဒီလိုနဲ့နောက်တနေ့ညမှာလဲကိုဝင်းဟာအိပ်ပျော်နေရနေရုတ်တရက်တက်ရှူချက်ပြီးနိုးလာပါတော့တယ်အခန်းထဲမှာလျှက်စစ်မီးကမှိတ်တုတ်ဖြစ်နေပြီးအေးစိတ်နဲ့လေတူးကသူ့ရေပြားကိုလာထိနေတယ်လို့ခံစားလိုက်ရတယ်သူ့ဘီမှာအိတ်နေရဲ့ဇော်ကြီးကိုလှမ်းလို့ကြိုးစားပြီးမြဲအတန်းကလဲချောင်းထဲမှာပျောက်နေပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့စောင်းအောက်ကနေအီးဆက်ဆက်လက်ချောင်းကြီးတွေကသူ့ခြေထောက်ကိုကင်ပြီးဆွဲလိုက်တယ်လို့ခံစားလိုက်ရတယ်ကိုဝင်းလက်နူလာတဲ့အခါသူ့ခြေချင်းဝက်မှာညုံမဲနေရဲ့လက်ရာကြီးတွေထင်ကျန်နေခဲ့ပါတယ်အဲ့ဒီလက်ရာတွေကတာမန်လူလက်ထက်ပိုကြီးပြီးလက်သေးရာတွေကရေပြားတဲ့အထိစိုက်ဝင်နေရအောင်တွေးလိုက်ရတဲ့အခါကိုဝင်းတယောက်ကြောက်စိတ်ကြောင့်တုံရီလာပါတော့တယ်ဇော်ကြီးကတော့ကိုဝင်းထက်ပူဆိုးရဲ့မြင်ကွင်းကိုမြင်ခဲ့ရပါတယ်သူလည်းညဘက်တွားလက်သွားဖို့အဆောင်ပေါ်ကနေဆင်းလာတဲ့အချိန်ဈဉ္ကြံလန်းတစ်လျှောက်မှာခြေချင်းတန်တချွန်ချွန်ကြားလိုက်ရပါတယ်သူလှည့်ကြည့်လိုက်တဲ့အခါဈဉ္ကြံရဲ့အဆုံးမှာလူတစ်ယောက်ရက်နေတာကိုတွေ့ရပါတယ်အဲ့လူဟာထောင်ဝတ်စုံအဟောင်းကြီးဝတ်ထားပြီးခေါင်းကတော့ပခုံးပေါ်မှာမရှိပဲဘေးမှာတွဲလောင်းကျနေတယ်လို့စောင်းနေပါတယ်အဆိုးဆုံးကတော့အဲ့ဒီဝိညာဉ်ရဲ့မျက်လုံးတွေပါမျက်လုံးနေရာမှာဘာမှမရှိပဲဟောက်ဘက်ပေါက်ကြီးနှစ်ခုကနေသွေးပုတ်တွေစီးကျနေတာပါထိုဝိညာဉ်ကဇော်ကြီးစီကိုတရွေ့ရွေ့လျှောက်လာရင်ငါတကားကိုဘာလို့ဖွင့်တာလဲဆိုတဲ့အကွဲကွဲတန်ကြီးကသူ့ရဲ့နှလုံးသွင်းရမ်းမတက်ဖြစ်သွားခဲ့ရပါတယ်ဇော်ကြီးကကြောက်လန့်တကြားထွက်ပြေးပြီမဲ့ဘလောက်ပြပြအဲ့ဒီစင်းကြံလန်းကဆုံးမသွားပဲဝိညာဉ်ကြီးကသူ့နောက်ကနေကပ်ပါလာပါတော့တယ်နောက်တနေ့မနက်မှာတော့ကိုဝင်းနဲ့ဇော်ကြီးတို့အလုံးလုံးရမယ့်ပစ္စည်းတူလောင်ရုံရဲ့နေရံမှာထူးဆန်းတဲ့စာသားတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့သွေးနဲ့တူတဲ့အနီရောင်ရေတွေနဲ့ရေးထားတဲ့တယောက်ကအသက်ပြီးတယောက်ကအလင်းပြောက်ဆိုတဲ့စာသားပါဒါကိုမြင်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်က DNA ကနေလွတ်မြောက်ဖို့လုံးဝလမ်းမရှိတော့ဘူးဆိုတာကိုသိလိုက်ရပါတယ်။ထောင်ဝါဒဟောင်းကြီးပြောပြချက်အရအဲ့ဒီအခန်းထဲမှာတည်ဆုံးသွားတဲ့အချင်းသားမတရားဆွဆွဲခံရပြီးညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာကြောင့်ညှို့တိတ်စိတ်တွေနဲ့တည်ဆုံးခဲ့ရဖြစ်ပါတယ်။သူဟာသူ့အခန်းတကားကိုလာဖွင့်တဲ့သူမှန်သမျှကိုသူ့ရဲ့အစားထိုးအဖြစ်သတ်မှတ်လိရှိပါတယ်။ကိုဝင်းဟာနောက်ဆုံးမှာတော့စိတ်ချောက်ချမှုတန်းကိုမခံနိုင်တော့ပဲအဲ့ဒီတိုက်73ရဲ့အခန်းစီကိုဝိညာဉ်ခေါ်ဆောင်ရနောက်လိုက်သွားခဲ့ပါတယ်။ဇော်ကြီးကသူ့တငယ်ချင်းကိုတားဖို့ကြိုးစားပေမဲ့မမြင်ရတဲ့အင်အားတစ်ခုကသူ့ကိုနိုင်ရန်နဲ့ကတ်ထားသလိုတွန်းထုတ်ထားပါတယ်။တကားကြီးကလိုလိုပွင့်သွားပြီးကိုဝင်းအထဲကိုရောက်သွားတာနဲ့ပြန်ပိတ်သွားပါတော့တယ်။အထဲကနေထွက်ပေါ်လာတဲ့အယိုးကျိုးတန်တွေနဲ့အော်ဟစ်တန်တွေကလည်းတညလုံးထောင်ကြီးတစ်ခုလုံးတုန်လှုပ်စေခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ကိုဝင်းရဲ့ရုပ်အလောင်းကိုနိုင်ရန်မှာကက်လျက်သားအနေထားနဲ့တွေ့ရပြီးဇော်ကြီးကတော့အဲ့ဒီမြင်ကွင်းကိုမြင်ပြီးကလေးကစကားတခုမှမပြောတော့ပဲမျက်လုံးတွေပြူးကြည့်ရင်ယူသွတ်သွားခဲ့ရပါတော့တယ်။ကိုဝင်းသိဆုံးပြီးဇော်ကြီးယူသွတ်သွားတဲ့နောက်မှာထောင်ဝါဒဟောင်းကြီးဥဖုံးဟာတုံရီနေရဲ့လက်တွေနဲ့ဆေးလိပ်ကိုဖိတောက်ရင်တုတ်တန်နာကညောင်မြင်အောက်မှာထိုင်နေပါတယ်။သူ့ရဲ့မျက်လုံးတွေထဲမှာနောင်တတွေနဲ့ကြောက်ရွံ့မှုတွေရောပြွန်းနေတယ်။သူကတပ်ပြင်းချရင်ဘေးမှာရှိနေတဲ့ဝါရာငယ်တယောက်ကိုတူတူလေးပြပြတယ်။
တကယ်တော့အဲ့ဒီအခန်းထဲမှာတည်သွားတဲ့သူကငါကြောင့်တည်ခဲ့ရတာကွာလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ဦးဖုံးဝါဒပေါက်ဆောက်ဘွားတော်ကအဲ့ဒီအခန်းထဲမှာအကျဉ်းသားတစ်ယောက်ရှိခဲ့ပါတယ်သူ့နာမည်ကဦးမောင်နဲ့ဦးမောင်ဟာအပြစ်မရှိပဲတခြားသူတစ်ယောက်ရဲ့လူသတ်မှုကိုခေါင်းခံပေးရတဲ့တနာစရာအဖိုးကြီးတစ်ယောက်ပါတညမှာတော့ဦးမောင်ကနေမကောင်းဖြစ်ပြီးစေကူတာဖို့ဦးဖုံးကိုအတင်းတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဦးဖုံးကအပေါင်းအသင်းနေနဲ့ဖိရိုက်နေတဲ့ကြောင့်စိတ်မရှိပဲဦးမောင်ကိုဆဲဆိုပြီးအခန်းတကားကိုအပြင်ကနေတော့အတက်ခက်ကပစ်ထားခဲ့ပါတယ်နောက်တစ်နေ့မနက်တကားဖွင့်လိုက်တဲ့အခါမှာတော့ဦးမောင်ကသူ့ရဲ့ခြေချင်းတွေကိုလက်သေးတွေနဲ့ကုတ်ချရင်နိုင်ငံမှာသွေးနဲ့စာရီရေးရင်အားကိုးရမဲ့စွာတေဆုံးနေရကိုတွေ့လိုက်ရပါတယ်။ဦးမောင်တီကနီးမှာရေးခဲ့တဲ့နိုင်ငံကစာကတော့ငါ့ကိုဒီထဲမှာပိတ်လောင်ထားတဲ့သူတွေအားလုံးတနေ့မှဒီလိုပဲအသက်ပြောက်ရစေမယ်။ဦးဖုံးဟာကြောက်လန့်တကြားနဲ့အဲ့ဒီစာတွေကိုစေးတုပ်ပြီးဖုံးကွယ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းအဲ့ဒီအခန်းထဲကိုဘသူ့ကိုမှပေးမဝင်တော့ပဲပိတ်ထားခဲ့တာပါ။ကိုဝင်းနဲ့ဇော်ကြီးကိုတကားပြင်ခိုင်းခဲ့တာလေအထက်ကအမိန့်ကြောင့်သာဦးဖုံးခမမတက်တာပဲခိုင်းခဲ့ရတာဖြစ်ပါတယ်။ဦးဖုံးကဒီအကြောင်းတွေကိုပြောပြပြီးရဲ့နောက်မှာတော့သူ့ရဲ့မျက်နှာဖြူရော့သွားပါတယ်။အခုကိုဝင်းကငါ့အစားတီခံပေးသွားတာဒါပေမဲ့ဦးမောင်ကငါ့ကိုလွတ်ပေးမှာမဟုတ်ဘူးငါလည်းရောက်တော့မယ်ဆိုတာငါသိရဲ့နောက်တစ်နေ့မနက်မှာတော့ဦးဖုံးဟာထောင်ဝင်းအတွင်းကတစ်ပင်တစ်ပင်မှာထူးဆန်းစွာဇွဲကျူးကျတေဆုံးနေရကိုတွေ့ရပါတယ်ထူးခြားတာဦးဖုံးရဲ့ရုပ်လောင်းမှာလွန်ခဲ့တဲ့အနှစ်30ကဦးမောင်ဝစ်စင်ကတန်ချီတက်နေရဲ့ခြေချင်းတွေခတ်ထားတာကိုတွေ့လိုက်ရတဲ့အခါအင်းစိန်ထောင်ကြီးတစ်ခုလုံးထိတ်လန့်တုန်လှုပ်သွားပါတော့တယ်အင်းစိန်ထောင်ရဲ့အဲ့ဒီတိုက်73အဆုံးကအခန်းအခုတော့အုတ်တိုင်းကြီးနဲ့လုံးဝပိတ်ဆို့ခံထားရပါပြီ။ဒါပေမဲ့ဝါရာတစ်တွေရဲ့ပြောပြချက်အရအဲ့ဒီနိုင်ငံနောက်ကနေငါ့ကိုထုတ်ပေးကြပါအောင်ဆိုတဲ့အဖိုးကြီးတစ်ယောက်ရဲ့အတန်နဲ့ခြေချင်းတန်တချွန်ချွန်အခုထိကြားနေရဆဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်ဒီနေ့ဇလန်းလေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။